အကြောင်းပြချက်မရှိဘဲခဏခဏအတိုက်ခံနေရလို့စိတ်ပြက်နေတဲ့ပွဲစစ်တွေဟာသူတို့ရဲ့အတိုင်းအမြော်ကိုဖျက်ဆီးတတ်တဲ့ Lucas ကိုနှိမ်နင်းဖို့စူးစီးခဲ့ပါတယ်။ဒီအကြောင်းအရာကတော့2006ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Ant Bully ရုပ်ရှင်ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။တညမှာတော့ပွဲစစ်အတိုက်ထဲကပွဲစစ်တွေအားလုံးအနားယူနေချိန်မှာ Zack ဆိုတဲ့ပွဲစစ်မော်စီယာဟာသူ့ရဲ့မော်စီရီဖော်ဆက်ဖို့နောက်ဆုံးလိုအပ်တဲ့မီးကြောင်တုံးကိုလိုက်လံရှာဖွေနေပါတယ်။နေ့ရက်ပေါင်းများစွာရှာဖွေပြီးတဲ့နောက်မှာမီးကြောင်တုံးကိုရှာဖွေတွေ့ရှိပြီးစပင်တယ်ကိုမီးလင်းပေးဖို့အကူအညီတောင်းကကြောက်တုံးတွေကတပ်ထုတွေကိုတူဖော်ထားပါတယ်။အောက်မှာအိပ်ပျော်နေတဲ့တခြားပွဲစိတ်တွေကခေါင်းပေါ်ကိုကြောက်တုံးတွေပြုတ်ကျလာလို့စိတ်နှောက်ယှက်ဖြစ်ပြီးဇက်ကိုတွားအိပ်ဖို့ပြောပေမဲ့သူကတော့ဂရုမစိုက်ပဲသူ့ရဲ့တောင်ဝင်ကိုပြီးမြောက်ဖို့ဆက်လက်ကြိုးစားခဲ့ပြီးမိနစ်ပိုင်းအတွင်းမှာပဲမီးကြောင်တုံးတွေကိုစုဆောင်းနိုင်ခဲ့ပါတယ်။နောက်တနေ့မနက်မှာပွဲစိတ်အလုံသမားတွေအလုံးလုံးနေတော့မှဖျက်သမားရဲ့နှောက်ယှက်မှုကိုခံလိုက်ရပါတယ်။အဲ့ဒီပွဲစိတ်တောင်ကုန်းလေးဟာနီကင်မီတာဇိုရဲ့အိမ်တော်ဖွေးဥယျာဉ်ထဲမှာရှိတာဖြစ်ပြီးတီဖာနီတို့နဲ့အတူနေထိုင်နေတာပါ။ Lucas မှာတငယ်ချင်းမရှိဘဲပတ်ဝန်းကျင်ကကောင်းလေးတွေအထူးသဖြင့် Steve ရဲ့အနိုင်ကျင့်ခြင်းကိုခဏခဏခံရလိရှိပါတယ်။ Steve ဟာအတန်းထဲမှာအသက်ကြီးဆုံးဖြစ်တာမို့သူ့ရဲ့ခွန်အားနဲ့အရွယ်စားကိုသုံးပြီးပတ်ဝန်းကျင်ကကောင်းလေးတွေကိုဗိုလ်ကျလိရှိပါတယ်။ Nicky နဲ့တခြားကလေးတွေကတော့အနိုင်ကျင့်မခံရအောင် Steve ရဲ့အဖွင့်ထဲကိုဝင်ခဲ့ကြပေမဲ့သူတို့လည်းအနိုင်ကျင့်ခံရတာပါပဲ။ Lucas ကိုအနိုင်ကျင့်ပြီးနောက်မှာ Steve တို့အဖွဲ့ပြန်ထွက်သွားတဲ့အခါ Lucas ကဒေါသထွက်ပြီးပွဲစိတ်အတိုက်ကိုရေပြုတ်တဲ့နဲ့လိုက်ပတ်ပါတော့တယ်။ဒါဟာတစ်ချိန်တည်းနေမဟုတ်ပဲအပြင်မှာအနိုင်ကျင့်ခံရတိုင်းသူဟာပွဲစိတ်အတိုက်ကိုဖျက်ဆီးပြီးဒေါသဖြစ်လိရှိပါတယ်။ဒီလိုခဏခဏတိုက်ခိုက်မှုတွေကြောင့် Lucas ကိုပွဲစိတ်တိုက်ထဲမှာအဖျက်သမားလူသိများပါတယ်။ဇက်ကသူ့ကိုခုခံမှုစူးစမ်းပြီးမှော်စွမ်းအားတွေနဲ့ချင်းချောက်ခဲ့ပေမဲ့ Lucas ကပွဲစိတ်တိုက်ကိုကန်ထုတ်ပစ်ခဲ့ပါတယ်။ Hoover ကတော့ Lucas နဲ့စကားပြောကြည့်ရင်တိုက်ခိုက်မှုတွေရပ်တန့်သွားနိုင်တယ်လို့ယုံကြည်ပြီးဆက်တွယ်ဖို့စူးစမ်းခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပဲဇက်ကသူ့ရဲ့ချစ်သူ Hoover ကို Lucas နင်းမိတော့မဲ့အနေရကနေတီတီလေးကယ်တင်နိုင်ခဲ့ပါတယ်။ Lucas ကသူတို့နှစ်ယောက်ကိုတက်တော့မဲ့အချိန်မှာပဲသူ့အမေကအိမ်ထဲကိုလှမ်းခေါ်ခဲ့ပါတယ်။ Lucas ရဲ့အမေကဒိုရင်ကခင်မွန်းဖြစ်သူ Fred နဲ့အတူမင်္ဂလာနှစ်ပတ်နယ်ခရီးထွက်တော့မှာဖြစ်လို့ Lucas ကိုနှုတ်ဆက်တဲ့အခါ Lucas မကောင်းဖြစ်နေတာကိုတတိပြုမိသွားပါတယ်။ဘာဖြစ်လို့လဲလို့မေးပေမဲ့ Lucas ကစိတ်တူပြီးထွက်သွားဖို့ပဲပြောခဲ့ပါတယ်။မိဘတွေထွက်သွားပြီးတဲ့နောက်မှာအဖွားဖြစ်သူမာမိုကကလေးတွေကိုကြည့်ရှုစောင့်ရှောက်ဖို့ကြံခဲ့ပေမဲ့အဖွားကတော့ဥယျာဉ်ထဲမှာသူ့သွားသူ့ကိုပြုတ်ကျကြံခဲ့ပါတယ်။ Lucas ကတွားသူ့ကိုတွားပြန်ပြီးတဲ့အခါအဖွားဖြစ်သူကဂျိုသားတွေကျူးကျော်လာမှာကိုကာကွယ်ဖို့အခန်းထဲမှာခံတယ်ကြီးစောင့်နေတာကိုတွေ့လိုက်ရပါတယ်။တစ်ဖက်မှာလည်းဇက်ကမှော်ဆေးရီဖော်ဆက်ဖို့စူးစမ်းနေပေမဲ့အဆင်မပြေဖြစ်နေပါတယ်။မီးကြောက်သုံးတွေကိုပုတ်တိုက်ပေမဲ့အရေကအယောင်ပြောင်းမလာပါဘူး။ Hoover ကသူ့ကိုအားပေးနေတော့မှပဲကောင်စီဥက္ကဋ္ဌရောက်လာပြီးအဖက်သမားရဲ့တိုက်ခိုက်မှုတွေကြောင့်ရိတ်ခါတွေရောနေနေပြီးဖြစ်လို့ဇက်ကမှအဖြေရှိမဲ့ရှိကိုမေးပါတယ်။ဇက်ကတော့မကြခင်မှော်ဆေးရီပြီးရင်အတိုက်အမြုံကိုကယ်တင်နိုင်မယ်လို့ကတိပေးခဲ့ပါတယ်။နောက်တနေ့မနက်မှာ Lucas ရေလောင်းနေတော့မှပဲ Steve ရောက်လာပြီးဗျာအိုးတစ်လုံးဖောက်ကနောက်တစ်လုံးကိုပါထပ်ပစ်ပြီးထွက်သွားပါတယ်။ဒုတိယမြောက်ဗျာအိုးကမပေါက်ကွဲပဲငိမ့်သွားခဲ့ပေမဲ့ Lucas ကပွဲစိတ်တိုက်ကိုကြည့်ပြီးနောက်ထပ်တိုက်ခိုက်ဖို့ကြံစည်ပါတယ်။အဲ့ဒီအချိန်မှာပဲဇက်ကမီးကြောင်တုံးတွေမှာအကြောင်းတွေရှိနေလို့မော်ဆေးအာနီတင်မပြသေးတာကိုသိသွားပြီးတစ်စီးနဲ့ဖုံးအုပ်ကနောက်တစ်ချိန်စူးစမ်းတဲ့အခါမှာတော့ဆေးရည်ကအောင်မြင်စွာပြီးမြောက်သွားပါတယ်။ဒါပေမဲ့ပျော်ရွှင်နေတော့မှပဲ Lucas ပတ်လိုက်တဲ့ရေစီးကြောင်းကြောင့်ပွဲစိတ်တိုက်တစ်ခုလုံးပျက်စီးပြီးပွဲစိတ်တွေလည်းမျောကုန်ပါတယ်။အဲ့ဒီအချိန်မှာပဲပိုးမနေနေရေးသမား Stanby ဆိုတဲ့သူကရောက်ရှိလာပြီး Lucas ရဲ့အဖေကငှားရမ်းခဲ့တာဖြစ်ပေမဲ့စာချုပ်မှာလက်မှတ်ထိုးဖို့မေ့သွားခဲ့တယ်လို့ပြောကအဖေကိုစားလက်မှတ်ထိုးခိုင်းပြီးလှည့်စားတော့ပါတယ်။ရေကြီးမှုအပြီးမှာတော့ Zack နဲ့ Hoover တို့ရေထဲကနေတက်လာပြီးစပင်တွေကစီးရီကိုကယ်တင်နိုင်ခဲ့တာတွေ့ရပါတယ်။ကြောက်တုံးအောက်ပြီးမိနေတဲ့အကောင်စီဥက္ကဋ္ဌကိုလည်းကယ်တင်နိုင်ခဲ့ပေမဲ့ပျက်စီးသွားတဲ့အတိုင်းအမြုံကိုကြည့်ပြီးပွဲစိတ်တွေစိတ်ပြည့်နေကြပါတယ်။သူတို့ဘက်ကဘာမှမလုပ်ပဲတိုက်ခိုက်ခံရလို့စိတ်မကောင်းဖြစ်နေချိန်မှာပဲဇက်ကဆေးရည်ပြီးပြီဖြစ်ကြောင်းပြောပြပြီးဒီနေ့ညမှာပဲအစီအစဉ်ကိုစတင်ပါတယ်။ပွဲစိတ်အဖွဲ့ငယ်လေးတွေဟာ Lucas ရဲ့အခန်းထဲအထိသွားပြီး Lucas အိပ်ပျော်နေတော့မှပဲနားထဲကိုမော်ဆေးရည်လောင်းထည့်လိုက်ပါတယ်။ Lucas နိုးလာတဲ့အခါမှာဘေးပဝင်းကျင်ကအရာအလုံးဟာကြီးမားနေပြီးသူကိုယ်တိုင်ပွဲစိတ်အရွယ်အစားအထိတင်းငယ်သွားတာကိုသိလိုက်ရပါတယ်။လက်ဖြတ်ပြီးကတင်ပေါ်ကပြုတ်ကျကအာလူးကျော်ထဲကိုရောက်သွားတဲ့အခါမှာတော့ဇက်ကစောင့်ကြိုနေပါတယ်။မိုးချင်းတန်ကြောင့်အဖွားဖြစ်သူကလည်းနိုးလာပြီး Lucas အခန်းထဲကိုလာစစ်တဲ့အခါမှာတော့သူ့မီးကိုပွဲစိတ်တွေခေါ်သွားတာကိုမှန်ပြောင်းကနေလှမ်းမြင်ပြီးတတိလဲကျသွားပါတယ်။ပွဲစိတ်တွေက Lucas ကိုအတိုက်တဲခေါ်သွားပြီးတရားစီရင်ဖို့ပြင်ဆင်ကြပါတယ်။ပွဲစိတ်အားလုံးကလူသားတစ်ယောက်ကိုအနီးကပ်မြင်လိုက်ရလို့အံ့ဩနေကြပြီးအဆောင်တွေကသူ့ကိုကောင်စီရှိဆွဲခေါ်သွားပါတယ်။အဲ့ဒီနောက်ပွဲစိတ်ဘုရင်မရောက်လာပြီး Lucas ကိုတေးနှံမပေးဖို့ဆုံးဖြတ်ပါတယ်။ဘာလို့လဲဆိုတော့သူ့ကိုတက်လိုက်ရင်တခြားလူသားတွေထပ်မံတိုက်ခိုက်လာနိုင်လို့ပါပဲ။ဘီယင်မာကြီးရဲ့အကြံကတော့ Lucas ကိုပွဲစိတ်တစ်ကောင်ရဲ့ဘဝကဘလို့လဲဆိုတာကိုသိရှိနားလည်သွားအောင်ပွဲစိတ်တွေနဲ့အတူတူနေထိုင်စေဖို့ပဲဖြစ်ပါတယ်။
ဟိုဗာကလူကတ်ကိုတင်ကြားပြသပေးဖို့တာဝန်ယူခဲ့ပြီးနောက်တနေ့မနေ့မှာပဲတင်နန်းဆပါတယ်ဟိုဗာကသူ့တကယ်ချင်းခရီလာရဲ့အဆအစာရှာဖွေရေးအဖွဲ့မှာလူကတ်ကိုထည့်ပေးခဲ့ပါတယ်ပထမဆုံးစံသက်ချက်အနေနဲ့အဖွဲ့တွေဟာအသားစီးတွေကိုကြောဖြတ်ပြီးကြောက်ချူတုံးလို့ခေါ်တဲ့ဂျယ်လီဆေးကိုတိုက်ထဲအရာအတူတူတည်ဆောင်ရမှာဖြစ်ပါတယ်ပထမဆုံးစိန်ခေါ်မှုကတော့မြေပြင်ကအကြောင်းတွေကိုကြောဖြတ်ဖို့ဖြစ်ပြီးအပြာရောင်အဖွဲ့ကပဝဲစိတ်တွေဟာတကားတစ်ဖွဲစုဖွဲ့ကြောဖြတ်ကြပေမဲ့လူကတ်ကတယောက်တည်းကြော်ဖို့လောက်ရကနေအကြောင်းလေးပြုတ်ကျသွားလို့အဖွဲ့သားတွေကယ်တင်ပေးလိုက်ရပါတယ်နောက်ထပ်ရီအိုင်ငယ်ကိုဖျက်ချော်တဲ့အခါမှာလည်းလူကတ်ဟာအဖွဲ့နဲ့လူစုခွဲပြီးဂျယ်လီဆေးရှိတဲ့နေရာကိုလွှင့်ဆင်သွားပါတယ်လူကတ်ရဲ့မြန်ဆန်မှုကိုမြင်ပြီးတခြားပွဲစီတွေကလည်းအဲ့ဒီဗျူဟာကိုသုံးကပန်းနိုင်ကိုအမြန်လန်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့အတိုက်ကိုပြန်တဲ့လမ်းမှာတော့ကြော်တုံးကြီးကိုတက်ရတဲ့အခါလူကတ်ကပွဲစီတွေလိုမတက်နိုင်လို့အဖွဲ့သားတွေအကူအညီပေးရပေမဲ့အနီရောင်အဖွဲ့ကအရင်ရောက်သွားပြီးအနိုင်ရရှိပါတယ်။အနီရောင်အဖွဲ့ကအရင်ရောက်သွားပြီးအနိုင်ရရှိသွားပါတယ်။ပြိုင်ပွဲအပြီးမှာတော့ဟိုဗာကလူကတ်ကိုချီးကျူးပေမဲ့လူကတ်ကသူဟာအဖွဲ့နဲ့လှုပ်ဆောင်ရတာကိုအဆင်မပြေဘူးလို့ပြောပါတယ်။ဒီစကားပြောနေတော့မှပဲနေဂျီကောင်တွေရောက်ရှိလာပြီးအဖွဲ့ကိုတိုက်ခိုက်ပါတော့တယ်။ပဝက်စီတွေပူပေါင်းပြီးဂဲရီနဲ့ပြန်ပြေးကြတဲ့အချိန်မှာဇက်ကရောက်လာပြီးခရီလာနဲ့ဟိုဗာကိုကယ်တင်ပါတယ်။ဇက်ကလူကတ်ကိုကူညီဖို့တောင်းဆိုပေမဲ့လည်းလူကတ်ကကြောက်လန့်ပြီးထွက်ပြေးသွားခဲ့လို့ဟိုဗာဟာနေဂျီကောင်ရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပါတယ်။လူကတ်ဟာဥယျာဉ်ထဲကမပေါက်ကွဲသေးတဲ့ပြောင်အိုးကိုသုံးပြီးနေဂျီကောင်တွေကိုတိုက်ခိုက်ဖို့ကြံစီပါတယ်။ဖန်ကွဲစားတွေကိုတုံးပြီးနေအောင်ကြီးနဲ့ပြောင်အိုးကိုမီးရှို့ကနေဂျီကောင်တွေနဲ့အတူပြောင်အိုးကိုဖောက်ခွဲစေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဇက်ကလည်းရောက်ရှိလာပြီးမှန်ပြောင်းတန်ကြောင်နေဂျီကောင်ကဟိုဗာကိုလွတ်ချပြီးထွက်ပြေးသွားပါတယ်။ပဝဲစိတ်တွေကလူကတ်ကိုသူရဲကောင်းအဖြစ်သတ်မှတ်ပြီးကျေးဇူးတင်ကြပေမဲ့ဇက်ကတော့လူကတ်ဟာသူ့ကိုယ်သူလွတ်ကောင်ကြံစီခဲ့တာဖြစ်လို့မကျေနပ်ပါဘူး။အဲ့ဒီညအောင်ပွဲခံပွဲတော်မှာလူကတ်ဟာဖူကစ်ပေးတဲ့နက်တာအရေးကိုတောက်ပြီးအရသာရှိရထင်ခဲ့ပေမဲ့အဲ့ဒါကလောက်ကောင်ရဲ့အညစ်အကြေးတွေဖြစ်နေမှတည်သွားတဲ့အခါမှာတော့အော်ရမတက်ဖြစ်သွားပါတယ်။ဟိုဗာကတင်းမြင့်ရဲ့ရေတစိုက်တက်လိုက်လို့တက်တာသွားပြီးနောက်မှာသူတို့အဖွဲ့ဟာလူကတ်ကိုပဝဲစိတ်မိခင်ကြီးရဲ့ဗဂျီကားတွေစီခေါ်သွားပါတယ်။နေရန်ပေါ်ကဗဂျီတွေထဲမှာမိကိုမွေမုတ်ထုတ်သူရဲ့ပုံကိုမြင်လိုက်တဲ့အခါမှာတော့လူကတ်ဟာသူလက်မှတ်ထိုးခဲ့တဲ့ပုံမနေနေရင်တမားကိုတတိယသွားပြီးစာချုပ်ဖြတ်သိမ်းမှုအိမ်ထဲကိုအမြင်ပြီးပါတော့တယ်။အိမ်ထဲကိုရောက်လာတဲ့အခါမှာနေ့စီပွင့်ဖက်တွေကိုလေထီးတို့သုံးပြီးပန်ကာလေနဲ့အဲကန်းကိုကြော်ဖြတ်ကမိဖို့ကြောင်တဲကဖုန်းစီကိုရောက်အောင်တွားခဲ့ပါတယ်။လူကတ်ကပုံမနီနီတမစတန်ရဲ့ဖုန်းနံပါတ်ကိုနှိပ်ခဲ့ပေမဲ့နောက်ဆုံးခဏမှတော့လို့ပီဇာဆိုင်ကိုဖုန်းဆက်မိပြီးစာချုပ်ဖြတ်သိမ်းလိုက်ပြီးအမှန်နဲ့စိတ်သက်သာရသွားပါတယ်။ဒါပေမဲ့အမဖြစ်သူတစ်ဖနီရောက်လာပြီးဖူကတ်ကိုရိုက်တက်ဖို့လုပ်နေတဲ့အခါမှာအဖွားဖြစ်သူကလူကတ်ပွဲစိတ်အရွယ်ဖြစ်နေတာကိုသိလို့တားဆီးပြီးခဲ့ပါတယ်။သူတို့အဖွဲ့ပွဲစိတ်တိုက်ကိုပြန်ရောက်တဲ့အခါမှာဇက်ကလူသားတွေရဲ့နေရာကိုတွားခဲ့လို့ဒေါသထွက်ပြီးလူကတ်ကိုကြီးထွားစီဘယ်တော့မှပေးမှာမဟုတ်ဘူးဆိုပြီးချင်းချောက်ပါတယ်။လူကတ်ကစိတ်မကောင်းဖြစ်ပြီးထွက်သွားတဲ့အခါမှာတော့ဟိုဗာကဇက်ကိုစိတ်ပြက်ပြီးဖူကတ်ခရီလာတို့နဲ့အတူလူကတ်နောက်ကိုလိုက်ရှာကြပါတယ်။လူကတ်ဟာရေကန်အနားမှာအင်ပြန်မရတော့တဲ့အတွက်ဝမ်းငင်းနေတော့ဖားတက်ကောင်ရဲ့တိုက်ခတ်ခြင်းကိုခံရပြီးဖားရည်မျိုးချခြင်းကိုလည်းခံလိုက်ရပါတယ်။ဇက်ကအမားကိုတီးသွားပြီးဖားပိုက်ထဲအထိလိုက်လံကယ်တင်ခဲ့လို့လူကတ်နဲ့အခြားပိုးကောင်လေးတွေကလည်းဖားပိုက်ထဲကနေပြန်လွတ်မြောက်သွားခဲ့ပြီးဟိုဗာကလည်းဇက်ကိုခွင့်လွှတ်ပေးခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ပိုမနိုင်ကြီးတမစတန်ရောက်ရှိလာပြီးပဝဲစိတ်တိုက်ကိုဆေးဖြန့်ဖို့ပြင်ဆင်ပါတယ်။လူကတ်ကဒါကိုသိလို့ပဝဲစိတ်တွေကိုတတိပေးပြီးစတန်ကိုနှိမ်နှင်းဖို့အတွက်ဇက်ရဲ့မော်ဆေးရည်နဲ့စတန်ကိုသိမ်းအောင်လုပ်ဖို့အကြံပေးခဲ့ပါတယ်။သူတို့ဟာနေဂျီကောင်တွေနဲ့ပူးပေါင်းပြီးစတန်ကိုတိုက်ခိုက်ကြပါတယ်။စတန်ကနကြက်တထားလို့အစာပိုင်းမှာတိုက်ခိုက်ရခက်ခဲပေမဲ့လူကတ်ကစတန်ရဲ့ခနာကိုပေါ်အထိတက်ရောက်ပြီးစိန်ခေါ်ခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာဟိုဗာတို့အနေနဲ့ကြုံတွေ့လာရတဲ့အခါလူကတ်ကထွက်ပြေးမနေပဲအဖွဲ့အစည်းစိတ်ဓာတ်နဲ့ဟိုဗာကိုကယ်တင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာဇက်ရဲ့မော်ဆေးရီကိုနေဂျီကောင်ရဲ့အစိတ်ဆူးမှာတုပ်ပြီးစတက်ကိုထိုးနှက်လိုက်တဲ့အတွက်စတက်ဟာကလေးလေးတစ်ယောက်အရွယ်အစားအထိတီးငယ်သွားပြီးသုံးဘိန်းစပိန်လေးနဲ့ထွက်ပြေးသွားရပါတော့တယ်။ဒီလိုနဲ့လူကတ်ဟာပွဲစိတ်တိုက်ရဲ့သူရဲကောင်းဖြစ်လာပြီးပွဲစိတ်ဘရင်မကသူ့ကိုလွတ်လပ်ခွင့်ပေးခဲ့ပါတယ်။ဆက်ကလူကတ်ကိုကြီးထွားစေးရည်ပေးခဲ့ပြီးလူကတ်ဟာတငယ်ချင်းတွေကိုနှုတ်ဆက်ကစေးရည်တောက်ပြီးပုံမှန်လူအရွယ်အစားပြန်ဖြစ်သွားခဲ့ပါတယ်။မိဘတွေခရီးကပြန်လာတဲ့အခါလူကတ်ကပျော်ရွှင်စွာကြိုဆိုခဲ့ပြီးစတီဗ်တို့အဖွဲ့ကလည်းသူ့ကိုလာရောက်နိုင်ခြင်းမှုလုပ်တဲ့အခါမှာတော့လူကတ်ကကြောင်းရုံမနေပဲပတ်ဝန်းကျင်ကအနိုင်ကျင့်ခဲ့တဲ့ကလေးတွေနဲ့ပူးပေါင်းပြီးစတီဗ်တို့ကိုပြန်လည်ရင်ဆိုင်ခဲ့လို့စတီဗ်တို့ကလည်းကြောင်းလန့်ပြီးထွက်ပြေးသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့လူကတ်ဟာတငယ်ချင်းတစ်တွေလည်းရသွားပြီးပဝဲစိတ်အတိုက်အမြုံလေးအတွက်လည်းဂျယ်လီစစ်တွေကိုလည်းအစားအစာအဖြစ်ခြံထားပြီးခဲ့ပါတော့တယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ movie recap တွေကိုအများနဲ့သင်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကိုလည်းအားပေးသွားခဲ့လို့ရပါတယ်ခင်ဗျာ